အားလုံးပဲမင်္ဂလာပါ25ရက်လပိုင်း2026ဒီကနေ့မှရရှိထားတဲ့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဗင်ဒီဗန်ကိုခေါ်ယူဖို့ဂျိုးပန်းနေတဲ့လက်ဘက်ဘူးအတင်းအဆိုဖာနန်တက်ကိုခေါ်ယူဖို့လက်လျှော့သွားမှာမဟုတ်ဘူးဆိုတဲ့ရီယယ်မက်ဒရစ်အတင်းအာဆင်နယ်အသင်းကခေါ်ယူဖို့ဂျိုးပန်းနေတဲ့အာတလန်တာအသင်းရဲ့ဂိုးသမားအပါအဝင်နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေမှာတော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့လီဗာပူးအသင်းကလာမယ့်နွေရာသီ transfer window မှာကလပ်အသင်းကနေပေါ်လေလမ်းခွဲသွားနိုင်တဲ့ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ခိုနာတီရဲ့နေရာမှာအစားထိုးနိုင်ဖို့ခံစစ် option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ပေါ်လေဒါကျွန်တော်တို့ဒေါ်ရီယန်ဟော့စပါတင်ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Mickey Van de Ven ကိုခေါ်ယူဖို့ဂျိုးပန်းနေတယ်ဆိုပြီးတော့မှ Marseille Side News ကရေးသားဖော်ပြထားတယ်ဒီရာသီကုန်ရင်ဒေါ်ရီယန်ဟော့စပါအသင်းနဲ့ပေါ့လေဒါကျွန်တော်တို့ဒီလမ်းခွဲသွားနိုင်တဲ့အသင်းရဲ့ဂိုးသမားဖြစ်တဲ့ Vika Yu ကတော့သူ့အနေနဲ့အီတလီစီးရီးရဲ့ကလပ်အသင်းတွေကိုသာပြန်လဲပြောင်းရွှေ့ခြင်းနေပြီးတော့မှကလပ်အသင်းဘက်ကလည်း Vika Yu ရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါဂိုးသမား option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ကျွန်တော်တို့ဒါ Manchester City အသင်းရဲ့လူငယ်ဂိုးသမားဖြစ်တဲ့ဂျင်းထရပ်ဖို့အပါအဝင်တန်တလန်ရဲ့ဂိုးသမားဖြစ်တဲ့ရူဘင်ကိုပါခေါ်ယူဖို့ထော်ရီယန်ဟော့စပါအသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့ Football Doors လန်ဒန်ကဖော်ပြထားတယ်။ရာသီကုန်ရင် Manchester United တင်တဲ့စာချုပ်တက်တန်ကိုဆိုပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာတော့မယ်။ကလပ်တင်းရဲ့ဘရာဇီးကွင်းလက်ကစားသမားဖြစ်တဲ့ Casemiro ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Manchester United အသင်းအနေနဲ့ကွင်းလက်ကစားသမား option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ဒါကျွန်တော်တို့ပေါ့လေဒီ Nottingham Forest အသင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Ibrahim ကိုပါခေါ်ယူဖို့Manchester United အသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှဖော်ပြထားတယ်။ Bayern Munich အသင်းကတော့ Newcastle အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တယ်ပေါ့လေ။ဒါကျွန်တော်တို့ Nicky Kovac ကိုခေါ်ယူဖို့ကြိုးပမ်းသွားမှာမဟုတ်ဘူးဆိုပြီးတော့မှကလပ်အသင်းဘက်ကတော့ညှင်းဆန်ထားတယ်။တစ်ဖက်မှာတော့ Manchester City အသင်းကတော့ Nottingham Forest အသင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Morgan Gibbs ကိုလာမယ့်နွေရာသီ transfer window မှာစံချိန်တင်ပြောင်းရွှေ့ချေယူရိုတန်း80ကျော်ပေးချေပြီးတော့မှ Nottingham Forest အသင်းဒီကနေခေါ်ယူဖို့အဆင်သင့်ဖြစ်နေပြီဆိုပြီးတော့မှ Manchester News ကရေးသားဖော်ပြထားတယ်အာဆင်နယ်အသင်းဘက်ကပေါ့လေလက်ရှိမှာအတလန်တာအသင်းရဲ့ဂိုးသမားဖြစ်တဲ့မာဂိုကနချီစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်အဓိကတော့ကလပ်ရဲ့ဂိုးသမားဖြစ်တဲ့ဒေးဗစ်ယာယာကိုဖီအားပေးနိုင်ဖို့ဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှလက်ရှိမှာကျွန်တော်တို့ Manchester United အသင်းကလည်းဒါကျွန်တော်တို့ပေါ့လေဒီတစ်ဖက်ကမာဂိုကနချီကိုခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးဖော်ပြထားတယ်တစ်ဖက်မှာတော့ရီယယ်မက်ဒရစ်အသင်းကသူတို့တောက်လျှောက်ခေါ်ယူခြင်းတဲ့ဒါ Chelsea တင်းရဲ့ Argentina ကွင်းလက်ကစားသမားဖြစ်တဲ့ Enzo Fernandez အပါအဝင်လက်ရှိမှာတော့ဒီဗီဒီယိုကိုတော့ Tosna 169ကထောက်ပံ့ပေးထားပြီးတော့မှစိတ်ဝင်စားလို့အကောင့်ဖွင့်ခြင်းနဲ့ဆိုရင်တော့အကောင့်အတွက်900ခိုင်နှုန်းလက်ဆောင်အပြင်ဖုန်းပေကန်ဆယ်မင်းနဲ့အတူကျွန်တော်တို့အချိန်ရင်မလို့အစမလို့ဒါကျွန်တော်တို့ဗောလေဓာတ်ရိုက်ထုတ်ယူနိုင်မယ်။လီဗာပူးအသင်းရဲ့ကစားသမားဖြစ်တဲ့ Florian Wirtz ကိုပါခေါ်ယူဖို့ကြိုးပမ်းသွားမယ်ဆိုပြီးတော့ဖော်ပြထားတယ်။ Arsenal တင်းကတော့လာမယ့်နွေရာသီ transfer window မှာကလပ်တင်းနဲ့လမ်းခွဲသွားနိုင်မှုရှိတယ်။အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဘင်ဝါရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒီမြမီခီအာတီတာကဘာစီလိုနာတင်းရဲ့ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ Jude Koundé ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှငါတို့ဒီပိုကဖော်ပြထားတယ်။စင်းလုံးချိုတာပြီးအရသာရှိတဲ့မုံတွေကိုမိတ်ဆွေတို့အနေနဲ့အားပေးခြင်းနဲ့ဆိုရင်တော့ပလိမျိုးကကျွန်တော်တငယ်ချင်းဆိုင်မှာအားပေးလို့ရပါတယ်။ဆိုတော့သူ့ရဲ့ဆိုင်လေးကိုတော့ကျွန်တော်လင်တွဲပေးထားပါတယ်။ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။